အားလုံးပဲမင်္ဂလာပါကျွန်တော်ကရှုံးမှာကိုဝေရဖြစ်ပါတယ်ခင်ဗျအခုဆိုရင်ကျွန်တော်တို့ customer တွေကိုစုံနေမတွေမလိုပဲနဲ့နေ့ရက်တိုင်းမှာစီးလို့ရမယ်ကားလေးတစ်စီးကိုကျွန်တော်မိတ်ဆက်ပေးပြရစီเนาะဒီကားလေးကတော့ကျွန်တော်စီမှာ model လည်းမြင့်သွားမယ်နံပါတ်တန်းလေးလည်းမြင့်သွားပြီးတော့300ကျော်ဝန်းကျင်ပေးသွင်းပြီးတော့တစ်နှစ်နှစ်နှစ်3နှစ်ထိကိုရေးကြဝယ်လို့ရရှိနိုင်မယ်ကားလေးတစ်စီးကိုမိတ်ဆက်ပေးပြရစီဘာကားလေးလဲဆိုတာကျွန်တော်နဲ့အတူတူတွားရောက်ကြည့်ရှုဖို့ဖိတ်ခေါ်ရပါတယ်ကဲကျွန်တော်ရောင်းချပြသပေးမှာကတော့လုပ်ငန်းလိုင်စင်ပါပြီးသားဒီလုပ်ငန်းသုံး Mitsubishi Mini ကတ်လေးပဲဖြစ်ပါတယ်ဗျဒီကောင်လေးကတော့2009 model လေးဖြစ်သွားပြီးတော့ပဲခူးလိုင်စင်မြန်မာ M10 လေးပဲဖြစ်ပါမယ်ဗျဒီကောင်လေးကတော့ AC power 4V2V ခလုတ်ပါသွားမယ်เนาะ auto chain လေးဖြစ်မယ်ဗျဒီကောင်လေးဆိုရင်တော့ကျွန်တော်တို့ကလုပ်ငန်းလိုင်စင်လဲပါတဲ့အပြင်ဒီကောင်ကရန် insurance မှာကျွန်တော်တို့8လပိုင်းအထိ insurance ပါအောင်မှာဖြစ်ပါတယ်ခင်ဗျ model လေးကတော့2009 model ဖြစ်သွားပြီးတော့ကာလာပိုင်းကတော့အဖြူရောင်လေးပဲခူးလိုင်စင်မြန်မာ M10 လေးဖြစ်သွားမယ်ဗျအင်ဂျင်ပါဝါလေးကတော့660 AC power 2V 4V ခလုတ်လေးပါသွားမယ်ဗျ auto chain လေးဖြစ်မယ်เนาะ auto လေးပါဗျဒီကောင်လေးဆိုရင်ကျွန်တော်တို့ခွေးလေးပါတွေကိုအိတ်နေတဲ့အချိန်မတွေ့အောင်လို့ခွေးကြည့်မှန်လေးတွေပါလေးတွေကိုကျွန်တော်တို့တက်ဆင်ပေးထားတာဖြစ်ပါတယ်ဗျဒါလေးကတော့သူ့ရဲ့အတွင်းကန်းလေးဖြစ်သွားမယ်เนาะဒီမှာဆိုရင်လည်းကျွန်တော်တို့သချင်းလေးပါလေးနားထောင်လို့ရအောင်လို့ speaker တွေပါတွေကိုလည်းပြန်ပြီးတော့တက်ဆင်ပေးထားတယ်မီးချိန်လေးတွေပါသွားမယ်နောက်ပြီးတော့ဒီမှာ 2V 4V ခလုတ်လေးပါသွားမယ်ဗျ 2V 4V ခလုတ်လေးပါသွားမယ်เนาะဒီမှာ radio ကတ်ဆက်ဘာညာ smart color တွေအကုန်ပါမယ်အဲခွန်းကလည်းအေးစိမ့်နေမယ်เนาะ auto gear လေးဖြစ်မယ်ဗျကျွန်တော်တို့အတွင်းကမှဆိုရင်လည်းဒီမှာလေသာဖိနိုင်ကွန်စွတ်တွေလေသာခေါင်းမီလေးတွေကိုကျွန်တော်တို့တသက်ရရလေးပြန်ချုပ်ပေးထားတယ်เนาะအောက်မှာဆိုရင်လည်းဒီကောင်အတိုက်ခိုက်လေးကတော့ရှင်းပါတယ်ဗျလုပ်ငန်းသုံးလေးဖြစ်တဲ့အတွက်ကြောင့်မလို့တန်ကြီးလေးနည်းနည်းပါးပါးတော့ပါမယ်ဒါမဲ့ကားလေးကောင်းပါတယ်ဗျအဲခွန်းနေပါလေလည်းအေးမယ်เนาะလေသာလေးလည်းတသက်ရရဖိနိုင်ကွန်လေးတွေပြန်ချုပ်ပေးထားတယ်ဗျကျွန်တော်တို့ကနေပြီးတော့စတီးအမိုးတွေစတီးဖိနိုင်ခုံတွေပြီးသွားရင်ကျွန်တော်စတီးချိန်လေးနေပါလေတက်ဆင်ပေးထားကြအမိုးကလည်းကျွန်တော်တို့စတီးအမိုးဗျစတီးအမိုးမှာကျွန်တော်တို့ကဒီကနေပြီးတော့လိုက်ကအမဲကိုထပ်ပြီးတော့ဆွတ်ထားပေးတယ်စတီးဖိနိုင်ခုံတွေပါလေပါသွားမယ်စတီးဖိနိုင်ခုံလေးလုံးလုံးပါသွားမယ်ဗျတာယာလေးလုံးကိုလည်းကျွန်တော်တို့အသစ်တက်ဆင်ပေးထားတယ်เนาะလုပ်ငန်းလိုင်စင်လည်းအပါပြီးဖြစ်မယ်ဗျဒီကောင်2009 model ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီမှာဆိုရင်တူးပေါက်တွေပါလေအကုန်လုံးပါသွားမယ်เนาะတူးပေါက်တွေပါသွားမယ်အိမ်မှာမိန်းမကိုပတ်ဆက်နေပါလေဗတ်ထားတယ်ဆိုရင်ဒီထဲထည့်ပြီးတော့တင်လို့ရတယ်เนาะအောက်က frame တန်းတွေပေါ့ကျွန်တော်လုပ်ငန်းသုံးဆိုရင်တော့ဒီ frame တန်းတွေကိုအဓိကထားပြီးတော့ကြည့်ရပါဘောเนาะ frame မှာပြန်စည်းတွေပါလေမရှိဘူးเนาะအောက်ပိုင်းကတော့ကျွန်တော်တို့အဆွေးကင်းတယ်ဗျကျွန်တော်တို့ဘက်ထရီကိုလည်းလုပ်ငန်းသုံးဆိုရင်ဘက်ထရီကတော့ဖြုတ်ဖိုးကြတယ်เนาะကျွန်တော်တို့ဘက်ထရီကိုလည်းဒီမှာကျွန်တော်တို့ကာဗာတွေပါနေတက်တက်ရတေးချရလောက်ထားတယ်အောက်မှာဆိုရင်လည်းဒီ frame ကာဗာတွေပါလေအခုထိမကျွတ်သေးဘူးပေါ့เนาะအောက်က frame တွေပါလည်းအရန်လာပါလေဗျကဲကျွန်တော်နောက်တစ်ခေါက်ပြန်ပြောပြပါမယ်เนาะ Mitsubishi Mini ကလေးဖြစ်မယ်2009 modelကာလာလေးကတော့အဖြူရောင်လေးဖြစ်မယ် AC power 2V 4V ခလုတ်လေးပါသွားမယ်ဗျအဲကွန်းကတော့အေးစိတ်မယ်ဒီကောင်လေးကတော့ auto chain လေးဖြစ်မယ်ဗျဒီကောင်ကိုကျွန်တော်တို့ steel အမိုးအကောင်းစားပေါ်မှာကျွန်တော်တို့ကလေသာလေးထပ်ပြီးတော့တင်ထားပေးပါတယ်ဗျစတီးဖိနိုင်ကုံ၄ခုလုံးကျွန်တော်တက်ဆင်ပေးထားတယ်စတီးချိန်နေပါမယ်တာယာ၄လုံးအသစ်ဖြစ်သွားမယ်ဗျမိကနာပါများရှိုးသိဆိုတော့ဆက်ကောင်းဝေးရောင်းတဲ့ပတ်သက်လို့စိတ်ညစ်တာတွေပြီးတဲ့ဆိုရင်နာတွေဝေးစိတ်ပူနေရင်ပြေးလူတိုင်းရဲ့ဘိုးတန်အိုးရနဲ့ဆွေးတွေချစ်ကြတဲ့လူချင်တာဝေးချတဲ့လူချင်တာလူကြီးကစိတ်ချရတဲ့ရှုံးကစစ်စင်တော့အငင်းရောဝေးချင်တာချက်လက်စုံစစ်ချင်တာဒါတော့စိတ်ချရတဲ့ရှုံးကစစ်စင်တော့စိတ်ညစ်မဲ့ဘူးတို့ကိုပြည့်အမကပြလာကိုရွေးချယ်အမျိုးတို့စိတ်ချယူဝဲဝေးစားမှုပြေးပါပေးမယ်ဒီတာနဲ့အမ
နာကိုဦးဝေရန်ကလာပြပေးတယ်နောက်တစ်ကုန်ရဲ့တနေရာမင်းရဲ့ကြော်တာဒါမှတော့ဆိုရှောရှောရှော I like your boom boom ဒီတမန်ကရှောမပါစေတဲ့ရှောရှောရှောဒီပါလေ boom boom တာတော့ရှိရရှောစီမာယာချစ်တော့ရှောရှောလက်တော့ရှောရှောတာတော့ရှောရှော